ပြင်မှာကိုချစ်စရာကောင်းတယ်ချောလာတယ်ကိုချစ်စရာမကောင်းတယ်နော်ပြီးတော့မျက်နှာလေးကသူ့အလည်းသူလေအကြည့်တက်ရှိပါတယ်တလားတချို့တွေကအထင်လွဲပြီးတော့ဟာမဖြစ်တဲ့ညနေရှောက်ပြောနေတာတကယ်တော့အဲ့ဒါအထင်လွဲယုံတက်ပါဟုတ်တယ်နော်အထက်မှာဆိုဟာဆူလန်ပွက်ပြောဟာတောင်းချမ်းနေတာလေနော်လောင်နေတာအဲ့လိုလောင်လို့လေမအတန်လေးနားကုန်တာဟုတ်တယ်ဒါဝရင်းအော်လာတယ်ဟိုမြေကြီးနားမှာလည်းတွားတချင်းနေစုသေးတယ်ကွာတခါဝင်သွားပြီမရဘူးအလောင်နေကြည့်ရတာလေနော်ဒီထဲမှာတော့လေလောင်တာလည်းပါတော့သူယောက်ျားကိုအရန်ချစ်တဲ့သူ့ရဲ့အချစ်တွေလည်းပေါ်လိမ့်မယ်ပေါ်ရတော့မလားသူ့ရဲ့ဟိုဘယ်လိုခေါ်မလဲအဲ့ဒါကြီးလည်းပါမှာပေါ့နော်သူကမျက်လုံးအကောင်းတာသူခုနကတော့ဝဲလုံနေနဲ့ကိုကြီးညီမလေးအချိန်သိမ့်မြောက်တော့အကြည့်လေးမှာဟာအများကြီးပါတယ်ဟုတ်လားအကြည့်လေးနဲ့လည်းအများကြီးပါတယ်အကြည့်လေးတွေကိုသူကစကားပြောလို့ရတယ်ဒီဇလန်တွဲလေးကကြတော့၃နားညီဇလန်တွဲလေးပါကျွန်တော်ရဲ့ထက်ထွန်းရဲ့ပြီးတော့အနိကယ်ဒမီမက်ကီတီအောင်ရေပေါ့နော်ဒါကျွန်တော်တို့အနိခင်စိုးပိုင်းတို့ပါမယ်ပြီးတော့အနိခင်မိုးမိုးအေးတို့အနိဝါဝါအောင်တို့နဲ့တကယ်ဝါရင်တရုပ်ဆောင်နေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကြိုက်တဲ့အိမ်တော်ကြီးကားလေးပါပဲအဲအိမ်တော်ကြီးကားလေးကိုဟိုအိမ်တော်ကြီးဖောက်ပြန်တဲ့လမ်းကြောင်းနဲ့သွားတာမျိုးမဟုတ်ဘဲနဲ့အိမ်တော်တစ်ခုအဆင်ပြေခြင်းနဲ့ဆိုရင်ဟိုအိမ်တော်တစ်ခုမှာဘယ်လိုမြတ်တာတရားတွေနဲ့သွားရတယ်လဲအဲအိမ်တော်တစ်ခုတာယာဖို့အတွက်ဘယ်လို top ချက်တွေပါလဲဆိုတာဒီကားလေးတွေကိုကြည့်လို့ရှိရင်ပြည်သက်တဲ့အနေနဲ့ match ကောင်းလေးရမှာပါခင်ဗျလက်ကပြတာကြတော့ကိုကွန်ကစပြီးတော့ပုံဆက်လာရပါတော့ဇက်ကအပူကြီးဇက်လေးကိုတေချာလေးရေးလာတာပြင်စရေးတွေရတယ်ဒီ character လေးနဲ့မှာတက်တွန်းဆိုရဲစိတ်ကလေးကိုတွေးပြီးတော့ထည့်ရေးထားတာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်တေချာဇက်လေးကိုဖတ်ပြီးပါဖြစ်နိုင်လက်ခံပေးပါပေါ့နော်ဆိုတဲ့အချိန်မှာကိုအတွက်တေချာရေးပြီးရေးတဲ့ဇက်လေးဆိုတာရခဲ့တယ်ပေါ့နော်ရလာတဲ့ဇက်ပေါ်မှာကိုက character ဝင်အောင်လုပ်ရတာပေါ့အဲ့လိုမျိုးတက်ဘွားကျတော့တက်တွန်းလို့မှန်းပြီးတော့ရေးရတာပြီးတော့အတန်ကိုလည်းဒါတွေးပြီးတော့ရေးတာလို့ပြောတယ်ဒါတဲ့အတန်နဲ့တက်တွန်းဆိုရင်တော့ဒီနေရာလေးဆိုပြီးတော့ရေးတာဆိုတော့ဒါကိုလည်းတရားဖတ်ကြည့်ခြင်းမှာဘွားရဲ့ဇက်ကလေးကစမ်းတယ်တော်များပြောချင်အိမ်တော်ကြီးကားတွေရိုက်တယ်အလောင်းနေများတယ်ပြောလို့ရှိရင်ခုနကဖောက်ပြန်တာတွေပဲများတယ်အဲ့တော့အိမ်တော်ဖောက်ပြန်တာတွေပဲရိုက်နေတော့မှလားဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးအတွက်အခုဆိုလို့ရှိရင်ကိုကြီးပြောသလိုဒါမတူညီတဲ့ပုံစံလေးနဲ့တင်ဆက်မှုလေးပါပြီးတော့ကိုကွန်နဲ့တခါမှမဆုံးဘူးပေါ့နော်မဆုံးဘူးတာလည်းပါတယ်ပြီးတော့ဟိုပြောမယ်ဆိုလို့ရှိရင်တို့ရဲ့ဒီ University တူပေမဲ့လည်း University မှာကိုကွန်နဲ့တခါမှမဆုံးဘူးအဲ့တော့ဒါကအကောင်းမွန်သောတွဲဆောင်ခြင်းတခုအနေနဲ့ရေးဆက်တခုလိုလည်းထင်တဲ့အတွက်တက်လက်ခံလိုက်တာဖြစ်ပါတယ်ပြီးတော့ကိုကွန်ရဲ့တချို့ဗီဒီယိုတွေဆိုလို့ရှိရင်အကြောင်းတကယ်ဟိုပြောမယ်ဆိုပညာပေးတွေအများများတယ်ပညာပေးတွေအများများဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးဇက်လေးတွေရိုက်ချင်တယ်ပေါ့နော်ဟုတ်တာပေါ့ဟိုကျွန်တော်တို့ယောက်ျားလေးတွေကလေဟိုချွဲတာကိုကြိုက်တယ်ကျွန်တော်တို့ကိုလို့ခေါ်ရင်ကျွန်တော်တို့ကအရန်ပြောတာကျွန်တော်တို့ကိုတို့မောင်တို့အဲ့လိုမျိုးခေါ်လိုက်ပြီဆိုရင်ထဲမှာ feed တစ်မျိုးဖြစ်တာပေါ့နော်အဲ့ချွဲတဲ့နေရာမှာလည်းအတန်ပေါ့နော်ဒီအတန်ရဲ့ဆွဲဆောင်မှုဆိုတာလိုတာပေါ့သူ့အတန်လေးကအဲ့လိုလေပုံမှန်ပြောတယ်မချွဲနေတယ်လို့မျိုးလေအဲ့တော့ဒီအဲ့သူ့ရဲ့အတန်မှာရှိတဲ့သူ့ရဲ့ဖျားပေးထားတဲ့လက်ဆောင်လေးနဲ့ဒီဇက်လေးနဲ့လိုက်တာပြီးတော့ဒီဇက်လဲနဲ့မှာယောက်ျားကိုအရန်ချစ်တဲ့မိန်းမတစ်ယောက်အနေထားမှာဟိုသူ့ယောက်ျားလည်းသူ့မိန်းမကိုရမ်းချစ်ပြီးတော့ဟိုချောချောမောမောလေးနဲ့ချွတ်တက်လေးကသူနဲ့အလိုက်ဆုံးတယ်အဲ့လိုမျိုးအဲ့တော့ဒီဇက်ကိုစရေးကြတဲ့ကကျွန်တော်ကမက်ကီတောင်ဆိုလို့ရှိရင်လည်းမက်ကီတောင်နေရာမှာအမားနဲ့လိုက်ဆုံးမက်ကီနဲ့အလိုက်ဆုံးအဲ့တော့မက်ကီကိုပဲရအောင်ချိန်အဲ့လိုပဲဒီနေရာမှာထက်ထုံမှလိုက်တာထက်ထုံရအောင်ချိန်ပြီးပါဆိုတော့ကျွန်တော်မန်နေဂျာမချိန်ရဲဘူးသူ့ကိုချိန်ဘာလို့မချိန်ရတာလဲဆိုတော့လက်မခံရင်လည်းဘယ်လိုလုပ်မလို့နဲ့ကျွန်တော်ကလည်းသူ့ကိုချိန်ခံဒီမှာကျွန်တော်အရင်ဆုံးဆူတောင်းနေပါတော့ဆူတောင်းနေဆိုတော့ဘယ်လိုဆိုသူတို့ကြောင့်အခုလက်ရှိဘာပြောဒီကျွန်တော်တို့ထက်စီနီယာကြားတယ်ပေါ့နော်အဲ့ခါကျတော့ကားရိုက်ပြဆက်နေတာသူ့နဲ့သူကခြာလက်ပဲရမ်းနေတာအဲ့ခါကျတော့မရလို့ညင်းလိုက်လို့ရှိရင်ကိုမွေးဖွားထားတဲ့ character ထက်ထုံမှဟုတ်တော့ပဲတခြားဖြစ်သွားရင်ကျွန်တော်တို့ဇညွန်းစီဆရာတွေရင်ထဲမှာနာတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ကချိတ်ခင်မှာဖျားရှိခိုးလိုက်တယ်ကျွန်တော်နဲ့သူနဲ့စကားလေးတကားဖန်တီးတယ်ဒါကျွန်တော်ရေးဆက်တီပါလို့ရှိရင်စုံပြရစီလို့ဆူတောင်းလိုက်တာကျွန်တော်အတန်ဖိုင်လေးနဲ့သူ့ဇက်လေးအစဆုံးပြောပြတာသူကကျွန်တော်အကိုတဲ့ဟုတ်တယ်စိတ်ရှိလက်ရှိလေးနဲ့အကိုဇက်ကိုစိတ်ဝင်စားအောင်ပြောပြပေးတယ်အဲ့ဒါနဲ့တင်ကိုလက်ခံတယ်တဲ့လူပညာကြီးဆိုတာထက်ကိုအခုပြောပြတဲ့ဇက်ကလေးကိုစိတ်ဝင်စားတယ်အခုရဲ့သူ့ပေါ်တန်ဖိုးထားမှုလေးကိုပေါ့နော်ဒါသူလေးစားတယ်ဆိုပြီးတော့လူမောင်တို့ကစုံသွားတာနော်ရှေ့ရည်ဆက်တွေလည်းပါမှာပါဟိုသူ့ကိုကျွန်တော်စချစ်ပြီးစကားပြောကြရလေအခြားမင်းသမီးလိုမန်နေဂျာပိုင်းနဲ့မဟုတ်ဘူးသူကသူကိုနိုင်ကိုင်တယ်သူကိုနိုင်ဖြေတယ်သူလုတ်ပေးနိုင်တယ်အကုန်လုံးအစအဆုံးတကယ်အမတန်လူလိုသိတဲ့ကလေးပေါ့နော်တချို့ဆိုရင်လေစာဝင်ကြည့်သွားတယ်အဲ့ကျွန်တော်တို့ကတယောက်တယောက် respect ဆိုတာရှိရတယ်တစ်ဖက်ကစာပူတယ်ဝင်ကြည့်သွားပြီဆိုရင်အဲ့ဒီစာကိုကြားလိုက်တယ်ဆိုရင်ဟို no ဆို no yes ဆို yes အသေးပေးတာကြိုးတွေတခုသာတုံ့ပြန်မှုသာရှိရတယ်သူကအမတန်တော်တာသူဝင်ကြည့်ပြီးသွားရင်အကုန်လုံးသူကအဖြေပေးသွားတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါသူ့ကိုလေးစားတဲ့အချက်လေးတွေပါအဲ့လိုမျိုးလေးပေါ့
ပြီးတော့စိတ်ရှိရှိနေလဲပေါ့နော်တဲ့ကိုခဏလေးတော့ဒီနေ့မအားသေးလို့မဖတ်သေးလို့နော်ဒီကစီးရီးရိုက်နေတာမိုးချိုးသွားလို့ဒါစာဖတ်တာအားနေတယ်အဲ့လိုပြောပြလို့ရှိရင်ဇက်ကိုမူဝင်နေအကုန်လုံးလုပ်လို့ရတယ်ပေါ့နော်စာဖတ်တာအားလုံးနဲ့တချို့ပြောဘူးလားစလုံးနေတာနဲ့အိပ်ပျော်သွားအရင်ပင်မနဲ့အရှိန်နဲ့လဲဆိုတော့အဲ့စာကိုအဲ့လိုဖတ်လိုက်တာနဲ့အိပ်ပျော်အဲ့လိုဆိုဖတ်လို့မရသေးဘူးကိုရဲ့ဖတ်ကိုစူးစမ်းနေခဏတော့စောင့်ပေးပါနော်ဖတ်ချင်တယ်အဲ့လိုလေးပေါ့နော်တေးချတောင်းမှန်ပြီးတရက်ကြာလာတော့ကိုရညံကောင်းတယ်အတန်ပိုင်းနဲ့ရှင်းပြရတယ်ဇက်ကိုအဲ့တော့နားထောင်လိုက်တဲ့အခါကျတော့သဘောပေါက်ပြီးနားလဲပါတော့နော်နားလဲဒါတော့ပုံမှန်ပါပဲတကူတော့မဟုတ်ဘူးတဲ့ငငယ်တွေကအဲ့လိုတကူဆိုအရင်အားနာတတ်တယ်အရင်တကူဆိုကိုယ့်ဘက်ကနေပြက်ကွက်သွားမှအရင်စိုးရင်လည်းကိုယ်ပါလေးလုပ်ပေးနိုင်မလဲပေါ့နော်ကိုယ့်ရဲ့အပြုတ်မှုတစ်ခုကသူများပုံမှာဘယ်လိုကြိုးတဲ့မှုရှိမလဲဆိုတော့အမြင်တွေးတယ်ပြီးတော့ငါသားစိုးရင်သူ့မြန်မာငါသားစိုးရင်ဆိုတဲ့အတွေးကိုလည်းတွေးရပေါ့နော်အဲ့လိုမျိုးလေးတွေးနေပဲနေ့စဉ်ဘဝမှာဒီအလုံးမမဟုတ်ဘူးဘယ်ဟာပဲလို့အဲ့လိုလေးထည့်တွေးရတဲ့အခါကျတော့အဆင်ပြေတာပေါ့အဓိကကျွန်တော်တို့အမှုပညာရှင်တွေဆိုတာပြည်သက်တွေရဲ့ရှေ့ဆောင်လမ်းပြပေါ့ကျွန်တော်တို့ထမင်းရှင်တွေကိုကျွန်တော်တို့ကအရှိရနေပြီးအမားတွေလုပ်ပြလို့ရှိရင်တို့ကအမားတွေလိုက်လုပ်တာပြီးတော့ပို့ဆိုတာကျွန်တော်တို့က2နာရီနဲ့ကြည့်လို့ပြီးတဲ့ရုပ်ရှင်ကားမျိုးတွေမဟုတ်ဘူးဇလန်တွဲဆိုတော့အစဆုံးကြည့်ရတာအဲ့တော့ကျွန်တော်တို့ကအစောပိုင်းမှာဒရိုက်တာရဲ့စေခိုင်းချက်ဇညွှန်းဆရာရဲ့စေခိုင်းချက်ကြောင့်အစောပိုင်းမှာကျွန်တော်တို့ကအလောင်းတွေရိုက်ပြရတယ်အလောင်းတွေရိုက်ပြီးဇက်သိမ်းမအလောင်းကဘယ်လိုဇက်သိမ်းသွားပါလဲဆိုတော့ပြတာတော့အဆုံးထိမကြည့်လိုက်ရတဲ့တချို့တော့ကျွန်တော်တို့ရဲ့ထမင်းရှင်တွေအလောင်းကိုကြည့်ပြီးတော့အဲ့ဒါကိုအတူယူမှာသွားမှာကိုကြောက်ဟုတ်မင်းသမီးလည်းဖောက်ပြန်နေတယ်ဒီမင်းသားလည်းဖောက်ပြန်နေတာအဲ့တော့ငါတို့လည်းဖောက်ပြန်တာစမ်းမဟုတ်ကွာဆိုတာလေးအဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးဒါလည်းကျွန်တော်တို့ကစီးပွားရေးရ orient ရှိတဲ့ကြောင့်ရိုက်ကိုရိုက်ရတာပဲဒါပေမဲ့အဲ့ဒါနဲ့မတူဘဲနဲ့ဟောငါတို့ဖောက်ပြန်တာနဲ့မတူပဲသူတို့လေးများလေးကြည့်ပါအိုက်ကားထဲမှာတဲ့တွန်းတို့လေးများကြည့်တဲ့စမအောင်မှာဘလောက်တာရလဲဘလောက်အီဂျင်လဲချစ်စရာလေးဆိုတာလေးကိုသူတို့တခန်းဆိုတခန်းသူတို့ယင်ထဲမှာလေအိမ်တော်တစ်ခုဘလို့ထိမ့်သိမ့်သိနေဆိုတာလေးကိုအဲ့ message လေးပေးချင်တာပြည်သက်ကိုကျွန်တော်တို့ကရမ်းချက်တာအဲ့တော့ပြည်သက်တွေကြည့်လိုက်တဲ့အရာတိုင်းမှာသင်ခန်းစာလေးတွေရစေချင်တဲ့အတွက်ကြောင့်မို့မတူညီတဲ့ဇလန်လေးတစ်ခုဖန်တီးရတာပါခင်ဗျာဟုတ်အဓိကတော့ခုနညီမလေးပြောသလိုပေါ့ကိုချင်းစာပေးတာပေါ့ကိုနေရာသူ့နေရာမှာကိုဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဒါပဲအဓိကကတော့အခုကျွန်တော်တို့ဆိုကြပါဆိုလင်မယားနှစ်ယောက်ကမိမထမင်းခုကျွေးတယ်ယောက်ျားကထမင်းပကံကိုမိမနေစားပြီးတော့ကိုစားပြီးတော့ကိုဆေးလိုက်မယ်နော်ဆိုပြီးယူဆေးလိုက်မိမအရမ်းပြောတာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟုတ်တယ်အဲ့လိုမျိုးကိုဘဲနဲ့သမင်းကူးကြည့်တာလည်းမင်းပဲရောမင်းမစားပြီးမင်းချင်းမင်းချက်ထားလိုက်ရမကောင်းပါဘူးရောမင်းဆေးလိုက်ရောဆိုပြီးပေးလိုက်ရင်ရင်းထဲမှာဖီးဖြစ်သွားတာပေါ့နော်မိမဖြစ်တဲ့တော့ဒါတွေအဓိကသူ့နေရာမှာကိုနေရာမှာသူဆိုတဲ့ကိုချင်းစာစိတ်ကလေးကအိမ်တော်ကြီးတွေ့နော်အကောင်းဆုံးပါဟုတ်တယ်ပထမဆုံးနော်ညီမနော်အပြင်မှာတွေ့ဘူးအောင်ခုမှတွေ့ဘူးဒီနေ့မှစတွေ့ဘူးဖုန်းထဲမှာပဲအလုပ်ချိတ်ဖုန်းထဲမှာတော့အလုပ်တွေချိတ်တယ်သူမအားဟုတ်လေနေ့တိုင်းဇလန်တွေရှိတယ်ဇက်ကိုမဖတ်နိုင်လို့ကျွန်တော်ကိုယ်နိုင်ပါဇက်ကရှင်းပြတယ်အဓိကသူနဲ့စုံရတာတော့လေဘာသာရေးရည်စက်တွေလည်းပါပါတယ်ခလေးကလေငယ်တာဘာသာရေးလည်းလုပ်တယ်ပြီးတော့အဲ့လေလူကြီးတိုင်းလည်းအရန်လုပ်တယ်အားဖျားတဲ့ចောင်းဆောင်အဲ့အလူတွေတကယ်ဝါသနာပါတယ်ခလေးအဲ့ကြောင့်ရည်စက်စုံတာနော်ရည်စက်စုံတာတခုမှသာတွေ့ဘူးကတိုက်စင်စင်အဲ့တော့ဒီကားအတွက်စိတ်ရချမ်းမဲနေပါလေမမရရအဲ့တော့အထက်ကဖျားကိုပြန်ပြီးပြပြမွန်မှန်နေဖျားပြန်ပြပြမွန်မှန်နေအရှိအပြီးမျိုးမှာပေါ့နော်ပြီးမျိုးကထူပိုင်အောင်ဖျားကိုပြန်ပြီးပြပြမွန်မှန်နေတယ်အဲ့ဒါဒီကနေပြီးတော့အလူငွေလမ်းလွှဲမဲ့အချိန်အလူငွေလွှဲဖို့ပတ်စံမပြည့်သေးဘူးဖြစ်နေရဘယ်ကပတ်စံရမလဲတွက်နေအချိန်မှာကိုကြီးကစီရန်လွှဲမယ်တဲ့ဆိုပျော်သွားတယ်ပျော်သွားတယ်ဘုံဘုံကလည်းသတင်းကျွတ်လာပြရောက်တော့မယ်နောက်တစ်ဆင့် negative ကလေးအတွက်ကိုပြီးသက်ချင်တယ်ပေါ့နော်သမီးရဲ့အဲဆိုလမ်းပြောတဲ့ခါကျတော့လို့ငါဘွားဒီတက်လန်းတွေအတွက်ဒီ negative လေးရလို့ဒီမှာအရင်အတိတ်ပဲရှိရမယ်ပေါ့နော်ဒီရဲ့သတင်းကျွတ်မတိုင်ခင်ဘုံကစန္ဒရှိရလို့ဖြည့်ဆည်းပေးချင်လိုက်တာလို့အစင်းစင်းတော့ဇီဒီတစ်ခုလုံးကတော့ပြီးသွားရင်လေကားပဲကျန်တော့အဲ့မှာကိုကြီးကလူမယ်ဆိုတော့ဝမ်းသာအားရပေါ့နော်ဒါကိုယ့်ကိုမပြောလဲရတယ်ဒါကိုယ်နုပညာကြီးပဲကိုကြီးမပြောလဲရတယ်ဒါပေမဲ့အဲ့လိုကိုပေးတဲ့ကိုပတ်စံကိုအမေကအမှုပြန်လုပ်ရင်ကိုကုသိုလ်တဆင်းရတယ်လို့ပဲအဲ့လိုပြောတော့ကိုကြီးပေးတဲ့အမှုပညာကြီးရတက်ဖျားတဲတဲ့နေရာမှာအခုအရန်လိုအပ်နေတဲ့အချိန်မှာဒါထက်လူမှာပါဆိုတဲ့ဥစ္စာကိုကိုကြီးပြောပြကိုကြီးလည်းတာတို့ခေါ်ပါဒါဒီအမှုပေါ့နော်ကိုထက်တူရပါတယ်ဆိုပြီးပြောပြအဲ့မှာကိုကြီးကလည်းအရင်စိတ်ဝင်စားပါတယ်စိတ်ဝင်စားပါပြီးတော့စိတ်ထဲမှာလည်းကြည်လူပါပြီးတော့ကိုယ်တိုင်လည်းအလူတွေထည့်ပါမယ်ဆိုပြီးတော့အဲ့ဒါအလူထဲမှာပါကိုကြီးပါလာတဲ့အခါကျတော့ရေစက်တွေကထပ်ပြီးတော့စုံပါကြမှာကောင်းတော့တွဲဆုံခြင်းတွေနဲ့ဆက်ပြီးတော့ဆုံးတာဖြစ်တဲ့အတွက်နောက်ထပ်လည်းကောင်းလာတဲ့ထပ်ဖြစ်လာမှာပါမှန်တာပေါ့ရာရီပေါက်တော့ဒါရတူမောင်နှမတွေကဖျားတယ်မောင်နှမတွေဖြစ်လာတယ်ဖြစ်နေတယ်လေနော်အဲ့ဇီဒီလေးကိုသူပြလိုက်တယ်မြင်မြင်ကြီးရင်ထဲမှာလေအဲ့လိုကြည်နူးပြီးတော့မှလေကြည်နူးပီတီလေးဖြစ်သွားတယ်ကိုတခါမှမရောက်ဘူးဒါပေမဲ့သူပြလိုက်ညီမလေးအဲ့ဇီဒီလေးကပမာတော့အဲ့လိုတဲတာကိုယ်လည်းပါဝင်ပြပါပေါ့နော်အဲ့ခလေးကလည်းလက်ခံတယ်အဲ့နဲ့ဒါပါပြောရေစက်တွေပေါ့ညီမလေးနော်ခုနှစ်ရက်သားသမီးအကုန်လုံးပေါင်းပြီးတော့လူလို့ရပါတယ်ဘုရားပြန်လည်းပြုပြင်နေမှာအများဆုံးပြီးသွားဖို့ပဲပေါ့မှန်ပါပေါ့မှန်ပါဟုတ်ကဲ့ဟုတ်ယုံကြည်မှုကစပုံပြောပြီးဒီဇက်ကိုကြည့်လိုက်တဲ့ဟောပြီးတော့ကိုယ့်ပုံမှာစပြီးပုံပြောလာတဲ့အချိန်မှာလူတစ်ယောက်ကပြောတဲ့စကားလေးတဲ့ဘလို့သုံးတဲ့အသုံးနှုန်းစကားလုံးအဲ့အလုံးအဲ့လေးတွေကဆက်စချင်းတတို့လိုအသက်30ကျော်တဲ့လူတစ်ယောက်တော့ကတော့ဒီဟာတွေမှာစပြီးတော့ဘာမှတက်ကြည့်ကြမလို့စကန်ဖတ်ပြီးသားပဲ
သိပါတယ်အဲ့ဒီယုံကြည်မှုရှိရဲ့အတွက်အလုပ်လုပ်ရအဆင်ပြေမယ်ဒီနေ့အတွက်ကိုလည်းဆက်ပြီးတော့စကားဆက်ပြောကြအလုပ်လုပ်ကြပါ ဟုတ်တယ်ပြင်မှာကိုချစ်စရာကောင်းတယ်ချောတာတဲ့ကိုချစ်စရာမကောင်းတယ်နော်ပြီးတော့မျက်နှာလေးကသူ့အလည်းသူလေကြီးအကြီးတက်ရှိပါတယ်တလားတချို့တွေကအထင်လွဲပြီးတော့ဟာမဖြစ်တဲ့ညနေရှောက်ပြောနေတာတကယ်တော့အဲ့ဒါအထင်လွဲရုံတက်တက်ပါဟုတ်တယ်နော်အထဲမှာဆိုဟာဆူလန်ပွက်ပြောဟာတောင်းချမ်းနေတာလေနော်လောင်နေတာအဲ့လိုလောင်လို့လေမအတန်လေးနားကုန်တာ ဟုတ်တယ်ဒါဟိုနေ့ကအော်လာတယ် ဟိုမြေကြီးနှမ်းမှာသွားတချင်းနေစုသေးရဲ့ အော်တခါဝင်သွားပြီမရဘူးတရား အလောင်နေကြည့်ရတာလေနော်ဒီထဲမှာတော့လေလောင်တာလဲပါတော့သူယောက်ျားကိုအရန်ချစ်တဲ့သူ့ရဲ့အချစ်တွေလည်းပေါ်လိမ့်မယ်နော်ပေါ်ရတော့မလားသူ့ရဲ့ဟိုဘယ်လိုခေါ်မလဲအဲ့ဒါကြီးလည်းပါမှာပေါ့နော်သူကမျက်လုံးအကောင်းတာသူခုနကတော့ဝဲလုံနေနဲ့ကိုကြီးညီမလေးအချိန်သိမ့်မြောက်အောင်တော့အကြည့်လေးမှာအများကြီးပါတယ်ဟုတ်လားအကြည့်နေတယ်အများကြီးပါတယ်အကြည့်တဲ့လူသူကစကားပြောလို့ရတယ်နာပေါ့နော်ဒါကျွန်တော်တို့ကချစ်တဲ့မျက်စိနဲ့ကြည့်တဲ့ခါကျတော့သူ့ရဲ့အကြည့်တွေသူ့ရဲ့အတန်တွေကဆွတ်ဆောင်မှုရမ်းရှိရဲတချို့ကြောင့်လည်းဒါဟာထက်ထုံ over လို့ထင်တာအမေအဲ့ over လေးကကွာသူ့ရဲ့ချစ်စရာကောင်းတဲ့အမှုရအဲ့ဒါလေးကသူ့ရဲ့အသက်အဲ့လိုလေးပါနော်ဟုတ် တဲ့ရဲ့ဒါစိတ်ကလေးကအပြင်မျက်နှာမှာပေါ်လာတာလေးကိုမြင်ပေးတဲ့အတွက်တကယ်ကျေးဇူးတင်တယ်ပေါ့ဒါလူတိုင်းကကြတော့ကိုယ်မျက်လုံးကိုကြုံမျက်နှာကိုကြုံပြီးအတွင်းစိတ်ကိုမြင်နိုင်ဖို့ဆိုတာခက်တယ်လေအဲ့တော့တချို့တက်ကိုမချစ်တဲ့သူတွေနားလည်မှုလွဲနေတဲ့သူတွေမကောင်းတဲ့ဘက်ကဝေဖန်တဲ့သူတွေဆိုလို့ရှိရင်အမြင်ပြောရင်မမောဘူးဘာလို့လဲဆိုတော့အပြင်မှာလည်းမမြင်ဘူး character ပဲမြင်ဘူးလားပြီးရင်အဲ့လိုအကြောင်းတိုက်ဆိုင်တဲ့နေရာတွေပေါ်မှာပဲပေါ့နော်တွေ့ဘူးတာဖြစ်တဲ့အတွက်အထင်လွဲတာရှိကြမယ်တက်စိတ်လို့မသိလို့မချစ်တာဆိုလို့ရှိရင်တက်ကမုန်းစရာအကြောင်းမရှိဘူးနော်တိရနဲ့အဲ့လောက်ချစ်စရာကောင်းတာမုန်းနေတယ်ဆိုတော့မသိမတတ်နိုင်ဘူး ငူချင်တယ်နော်အဲ့ဒါငူချင်တယ်အဲ့ဒါ တိပါလူတိုင်းချစ်သွားတာကြီးပဲ ဟုတ်တယ်တကယ်အပြင်မှာချစ်ဖို့ရမ်းကောင်းပါတယ်နော်အထဲမှာဒါ character အရာသူ့မှာကြမ်းရမ်းရတာအပြင်မှာကြမ်းရမ်းလူလိုတီးပြီးရမ်းချစ်ဖို့ကောင်းတာနောက်တော့အပြင်မင်းသမီးတွေကနာမည်တစ်ခုရလာပြီတန်းတစ်ခုရလာဆိုခြေတာအမုန်းပြောင်ခြေတာတို့ကဘလို့အမုန်းပြတ်သွားဘလို့ခြေတာအဲ့လိုသူ့အားတိုင်းမရှိဘူးပေါ့နော်နှလုံးမဖြူတဲ့သူကဟန်ဆောင်လို့မရဘူးဒီကားလေးက Fortune TV channel ကနေလာမယ် Hip Play မှာလည်းပြမယ်ခွန်တာချို YouTube channel မှာလည်းပြမယ်ရှေ့လာထဲမှာစာပြီးရိုက်မယ်ထွက်လာလို့ရှိရင်ကျွန်တော်တို့ကားလေးကိုကြည့်ပြီးတော့စောင့်ကြရလိမ့်မယ်လိုရလိမ့်မယ်ကိုလာစကားတော့ပဲစောင့်ကြည့်ပါလေ ကျေးဇူးတင်ပါတယ် ကျေးဇူးပါရ